မယိုးသားတဲ့အမျိုးသမီးတယောက်ရဲ့အကြံကိုညံကောင်းလို့ရှောင်နိုင်ခဲ့တဲ့ဆိုင်းရည်မိုးအားလုံးပဲမင်္ဂလာပါဘေးနောက် page လေးကနေကြိုဆိုလိုက်ပါတယ်ဒီနှစ်တည်းမှာဆိုင်းရည်မိုးအောင်မြင်လာတာကိုသဘောကျသူတွေရှိသလိုသူ့ကိုတပင်လောကကနေပျောက်ကွယ်သွားစေခြင်းတဲ့သူတွေလည်းရှိကြပါတယ်လက်ခုပ်တန်ရဲ့နောက်ွယ်မှာမနာလိုဝင်တိုစိမ့်နဲ့အကွက်ချစီစဉ်ထားတဲ့ NTR ရှိနေကြောင်းကိုတော့သတိထားမိသူတွေကနဲကြတာပါဆိုင်းရည်မိုးကတော့သူ့ထံကိုအကြံနဲ့လာတဲ့အမျိုးသမီးတယောက်ကိုအမုန်းလဲမပွားအောင်ရှောင်တိန်နိုင်ခဲ့တာကံကောင်းသွားခဲ့တာပါပရိသတ်တွေကမင်းသားတွေလူရှင်တော်တွေမောနေတဲ့အချိန်မှာရေဘူးလေးတွေအချိုရေဘူးလေးတွေကိုလှမ်းပေးတတ်ကြတာပါအနုပညာရှင်တွေကလည်းပရိသတ်တွေရဲ့စေတနာကိုအတိမတ်ပြုတဲ့အနေနဲ့လှမ်းယူတောက်လေးရှိကြပါတယ်ဒါပေမဲ့ဆိုင်းရည်မိုးကြုံတွေ့ရတဲ့အဖြစ်အပျက်ကတော့သဘောကောင်းတာကိုအခွင့်ကောင်းယူပြီးအသုံးချခံလိုက်ရတာပါဆိုင်းရည်မိုးကဇက်စင်ပေါ်မှာတချင်းဆိုနေတုန်းမှာဆင်ယောက်ကအမျိုးသမီးတယောက်ကအေးဘူးတပူးကိုလှမ်းပေးခဲ့ပါတယ်မင်းသားကတချင်းဆိုနေတုန်းမလို့ချက်ချင်းကြီးတောက်ဖို့အဆင်မပြေသေးတဲ့အပြင်အမောမပြေသေးခင်မှာရေတွေကိုဆွတ်တောက်မိရင်အန်ရရှိမှဆိုလို့ရင်ကြီးကြီးနဲ့တောင်းပန်စကားဆိုခဲ့တာပါဒါပေမဲ့အဲ့ဒီအမျိုးသမီးကတော့နားလည်ပေးရမယ့်အစားမရရအောင်ကိုဇွတ်အတင်းကြီးတောက်ခိုင်းနေခဲ့ပါတယ်အေးဘူးကလည်းဖောက်ထားပြီးသားဖြစ်တဲ့အပြင်သူ့ရှေ့မှာရင်ကုန်းအားအတင်းတောက်ခိုင်းနေခဲ့တာပါဆိုင်းရည်မိုးကတောက်လို့အဆင်မပြေကြောင်းပြောပြခဲ့ကအခြားပရိသတ်တွေကလည်းသတိထားမိကြတယ်ရှင်ဒါကြောင့်မင်းသားကိုမတောက်ဖို့တားမြစ်ခဲ့တာကကံကောင်းသွားခဲ့တာပါဖြူစင်တဲ့စေတနာနဲ့လာပြီးတယ်ဆိုရင်တော့မင်းသားကညင်းလိုက်ရင်လည်းဘလို့မှစိတ်ဆိုးဒေါသထွက်เสียအကြောင်းမရှိပါဘူးရှင်မင်းသားကမတောက်နိုင်သေးလို့နောက်မှတောက်မယ်ဆိုပြီးဘူးကိုပါယူသွားခဲ့တာပါရှင်ဒီအမျိုးသမီးကတော့ဒီလောက်နဲ့တွေမကျင်တတ်ပဲသူ့ရှေ့မှာအကုန်တောက်မှပဲကျင်တတ်မယ်ဆိုပြီးဖြစ်နေခဲ့ပါတယ်ဆိုင်းရီမိုးကအကျိုးချောင်းပြောပြီးညင်းဆိုလိုက်တဲ့အချိန်မှာတော့ချက်ချင်းဆိုသလိုမျက်နှာကြီးပြတ်သွားကစိတ်ဆိုးမှန်ဆိုးနဲ့မင်းသားလက်ထဲကဘူးကိုပြန်ယူသွားခဲ့တာပါဆိုင်းရီမိုးကလည်းဒီအမျိုးသမီးရဲ့အပြုမှုကိုအံ့ဩခဲ့ပြီးဘလို့အကြံနဲ့အေးဘူးကိုအတင်းတောက်ခိုင်းလဲဆိုတာစဉ်းစားမရဖြစ်သွားခဲ့ပါတယ်မတောက်တာနဲ့ချက်ချင်းပဲအေးဘူးကိုပြန်လွတ်သွားတယ်ဆိုကြတဲ့ကအဲ့ဒီရေဘူးထဲမှာတခုခုထည့်ထားလို့ဒါမှမဟုတ်တသက်ရဖြစ်ကြံရစ်မှာဆိုလို့ချက်ချင်းပြန်သိမ်းသွားတာလားလို့တန်တရားဝင်လာကြတာပါဘေးကကြည့်နေတဲ့ပရိသတ်တွေကပါရိပ်မိသွားခဲ့ကြလို့မတောက်ဖို့အတွက်တောင်းမြေပေးခဲ့ကြပါတယ်ဆိုင်းရီမိုးကတစ်ဖက်လူကိုအားနာလို့ဆိုကအဲ့ဒီရေကိုတောက်မိလိုက်ရင်တော့ဘာတွေဖြစ်သွားမလဲဘယ်သူမှမသိနိုင်ပါဘူးနော်အေးဘူးထဲမှာစိတ်ကိုလှုပ်ရှားစေမယ့်အရာတွေခတ်ထားသလားဒါမှမဟုတ်အန်ရဖြစ်စေမယ့်အရာတွေပဲထည့်ထားသလားဆိုတာကိုအာမမခံနိုင်ကြပါဘူးဆိုင်းရီမိုးကိုမနာလိုတဲ့သူတွေကမကောင်းတဲ့ပညာတစ်ခုခုနဲ့ထည့်သွင်းထားတဲ့အရာလေးပါဝင်နိုင်ပါသေးတယ်ရှင်ဒီလိုပညာရက်တွေကိုမယုံသူတွေကတော့မယုံကြည်ကြပေမဲ့ဆိုင်းရီမိုးအတွက်ကတော့ပရိသတ်တွေကစိတ်ပူနေကြပါပြီဆိုင်းရီမိုးရဲ့ပါနှံ့မှုသတိရှိမှုနဲ့ professional ပိသားမှုတို့ကြောင့်မယိုးသားတဲ့အကြံသမားရဲ့ဘေးရန်တွေကနေတည်တည်လေးလွတ်မြောက်ခဲ့ရတာဖြစ်ပါတယ်လူအမျိုးမျိုးစိတ်အထွေထွေရှိကြတဲ့အတွက်ဆိုင်းရီမိုးကိုဆင်ရောက်ကနေကမ်းပေးတဲ့ဘလို့အစားတောက်ဘလို့အချိုရည်ကိုမစိုးသတိထားပြီးယူဖို့တိုက်တွန်းနေကြတာပါဆိုင်းရီမိုးတယောက်ထူဆန်းပြီးမယိုးသားတဲ့အန်ရကနေဘေးကင်းအောင်ကြော်လာနိုင်ခဲ့တာကတော့ဝမ်းသာစရာဖြစ်ပေမဲ့လည်းနောက်ဆိုရင်တော့သတိထားဖို့ဖြစ်လာခဲ့ပါပြီရှင်အေးဘူးကိုအတင်းတောက်ခိုင်းပြီးမတောက်တဲ့အခါမှာတော့စိတ်ဆိုးသွားတဲ့အမျိုးသမီးကတကယ်ရိုးသားရလားဆိုတာခွန်မမှာပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ